ကျွန်တော်အမုန်းဆုံးကျွန်တော်အပိုင်း30ကျွန်တော်ရင်းမနေမစုံမိအောင်ရှောင်ခဲ့သည်ပါတပတ်တိတိကြာသွားပြီတနေ့တော့ညနေကြောက်စာကနေ၌ကျွန်တော်တယောက်တည်းကြောက်စာကူးပြီး၍နောက်သို့လှည့်ကြည့်လိုက်တော့အခါမိန်းကလေးတယောက်ရက်နေသည်ကိုတွေ့ရသည်။အိုးရင်းမသူရက်၍စောင့်နေသည်မှာမြင်မြကြပြီမသိကျွန်တော်တို့နှစ်ယောက်တယောက်ကိုတယောက်ငေးကြည့်နေမိကြသည်ကြောက်စာကနေတွင်ကျွန်တော်တို့နှစ်ယောက်မှတပါမြည်သူမျှမရှိဌာနဆောက်ဘာကြီးသည်ပင်ကျွန်တော်ကိုတော့ကလောက်အပ်ပြီးပြန်သွားပြီကျွန်တော်ပြီးရင်မောင်းချတောက်ကလပ်ကိုနှိပ်ပြီးခတ်ခဲ့ရန်မှားကြသွားသည်ရင်းမနေကျွန်တော်တယောက်ကိုတယောက်နှုတ်ဆက်ခေါ်ပြောခြင်းမပြုကြပတ်ဝန်းကျင်တစ်ခုလုံးတိတ်ဆိတ်ငြိမ်သက်နေသည်ကျွန်တော်ရင်ထဲမှာတော့မှုန်တိုင်းတိုက်နေသည်ရင်းမဤရင်ထဲမှာလည်းထို့သို့ပင်ဖြစ်နေနေထင်ပါသည်အချိန်ကြာလာသည်နှင့်အမျှကျွန်တော်ရှင်ခုန်တန်တွေပိုမြန်လာသည်ကိုဆိုရင်းမဤခေါ်တန်ကတူတူညင်ညင်ထွက်လာသည်သို့တော့ကျွန်တော်နားစီကိုသာမကနှလုံးသားကိုပါတုန်ခါသွားစေသည်ရင်းမကျွန်တော်အတန်ကတွေးချောက်၍မောဟိုက်နေပါသည်ရင်းမကိုကျွန်တော်ကြည့်ရင်သူ့ပါပြီးနှစ်ဖက်ပေါ်မှာမျက်ရည်များတလိမ့်လိမ့်စီးဆင်းလာသည်သူ့နှကန်းလေးတွေတစက်ဆက်တုံနေသည်ပြီးတော့ထင်းသေးဆောက်ချောက်ခြင်းကမစွမ်းနိုင်၍ထင်ပါသည်ဝမ်းပန်းတနေရှုံးပွဲချ၍ငိုချပါသည်ကျွန်တော်လားလေပါသည်ကျွန်တော်ကိုယ်တိုင်လည်းထပ်တူထမြခံစားနေရပါသည်ငိုကြွေးနေသောရင်းမကိုကြည့်ပြီးကျွန်တော်ခံစားရသည်ဆောင်းလာတနာမိသည်စင်ချင်းစဉ်းစားလို့စိတ်များလည်းမရှိတော့ပါအတိတရားတို့နောက်ဆုတ်သွားကြပြီအတိတရားတို့တိမ်းရှောင်ထွက်ခွာသွားကြပြီကျွန်တော်ခြေတလန်းရွှေရုံနဲ့ရင်းမအနာသို့ရောက်နေပြီရင်းမခိုးဆိုးရင်းမကိုကျွန်တော်ရင်ခွင်ထဲမှာဆွဲယူပွေးဖက်ထားလိုက်မိပါသည်တင်းကျပ်စွာဖိနှိပ်ခံထားရသည့်ကျွန်တော်နှလုံးသားကကျွန်တော်ကိုအနိုင်ယူသွားခဲ့ပြီရင်းမနှင့်ကျွန်တော်တယောက်ကိုတယောက်အပြန်အလှန်ဖက်ထားမိကြသည်တယောက်ယောက်ကအတင်းခွဲမိကိုစိုးရွံ့စွာတွဲဖက်ထားချသလိုဖြစ်နေသည်ရင်းမ၏ရင်ခုန်တန်ကိုကျွန်တော်ကြားနေရသည်ကျွန်တော်၏ရင်ခုန်တန်ကိုလည်းရင်းမကြားနေပါလိမ့်မည်သူလည်းသူ့နှလုံးသားကိုအရှုံးပေးလိုက်ရဟန်တူပါ၏ကျွန်တော်တို့နှစ်ယောက်ကြားတွင်အတားအဆီးဟူ၍ဘာမှမရှိတော့ပါနှလုံးသားချင်းထိတွေ့နေကြပြီရင်းမကိုဆိုးရဲ့ပို၍တင်းကျပ်စွာဖတ်ထားမိကြပြန်သည်ရင်းမ၏မျက်နှာလေးကကျွန်တော်ပခုံးပေါ်မှာမိကပ်လျက်အိုးဘယ်ကနေဘလို့မြင်ရောက်လာသည်မသိမတ်၏ဖြူ၏အပြစ်မဲ့သောမျက်နှာလေးလှပသောမျက်လုံးရွယ်ကြီးများတွင်မျက်ရည်အပြည့်နှင့်ကျွန်တော်ကိုကြည့်နေသည်ဟုခံစားရသည်သူငုံရှာတော့မည်ကျွန်တော်ရင်ထဲမှာနာကျင်သွားမိသည်ကျွန်တော်လက်များအလိုလိုပြေလျော့လာသည်ရင်းမနှင့်ကျွန်တော်ရဲ့ကြားတွင်အတူတရာနှက်သောကြောက်ကဘာကြီးဖြားသွားသလိုဝေးကွာသွားရသည်ကျွန်တော်ကိုပြုံးပြီးကြည့်နေသောသားကြီးမောင်ပြုံး၏မျက်နှာနောက်ထပ်ကြောက်ကဘာကြီးတစ်ခုသမီးငယ်ပပဖြူ၏တင်းမစွာကြည့်နေသောမျက်နှာနောက်ထပ်ကြောက်ကဘာကြီးတစ်ခုဘာမှမသိရှာသေးသောသားငယ်လေးရင်းမနှင့်ကျွန်တော်၏ကြားတွင်ကြောက်ကဘာများတစ်ခုပြီးတစ်ခုခြားခဲ့ပြီးရင်ခွင်ထဲမှာအလွန်နီးကပ်စွာရှိနေသောရင်းမသည်ဝေး၍သွားလေပြီအဝေးမှရှိနေသောမတ်၏ဖြူနှင့်သားသမီးတို့ကကျွန်တော်နှလုံးသားကိုပြန်လည်စိုးမှုလာကြသည်ရင်းမကိုဖတ်ထားသောကျွန်တော်လက်များအား၏ရိုးရော့သွားကြပြီရော့ရဲသွားသောကျွန်တော်လက်များနှင့်အထီးတွေ့များမှတစ်စိကျွန်တော်စိတ်များပြောင်းလဲသွားပုံကိုရင်းမခံစားနားလျက်တူပါသည်ကျွန်တော်ကိုဖတ်တွေ့ထားသောသူ့လက်များပါပြေရောလာကြသည်ပခုံးတွင်မှီထားသောမျက်နှာလေးကိုခွာ၍ကျွန်တော်မျက်နှာကိုမောကြည့်သည်သူ့ပါးပြနှစ်ဖက်ပေါ်တွင်မျက်ရည်များစီးဆင်းလာသည်ဆရာကြီးဦးဆန်းထွန်းတင်ကြသောအိုင်ချင်းကိုနားထဲမှကြားရောက်လာမိသည်မပန်သာသည်ရင်းမအကိုင်ခံနှင့်မကြံသာသည်မောက်မာအပေါင်းဖန်နှင့်ရင်းမအတွက်ရင်နာရပြန်သည်ရင်းမ၏ဝမ်းထဲကြည်ကွဲသောမျက်ရည်မတ်၏ဖြူ၏ဝမ်းထဲကြည်ကွဲသောမျက်ရည်အားငယ်စွာဖြင့်ငေးကြည့်နေကြသောသားသမီးတို့၏မျက်ရည်များကျွန်တော်ခေါင်းထဲမှာချက်ချလဲနေသည်နောက်ဆုံးတွင်ပင်ပန်းကြီးစွာနှင့်ကျွန်တော်ဆုံးဖြတ်ချက်တစ်ခုချလိုက်ပါသည်မတ်၏ဖြူနှင့်သားသမီးတို့ကိုသာသစ္စာစောင့်တည်တော်မူ၍ရ
ကျွန်တော်လက်များကိုရင်းမအီကိုမှလုံးဝဖယ်ရှားလိုက်ပါသည်လွယ်လွယ်နဲ့တော့ဖယ်ရသည်မဟုတ်ကိုယ်စံသားကိုစန့်ကျင်ရသည်မှာအခက်ဆုံးကျွန်တော်မျက်လုံးအစောသည်ရေဝေမှိုင်းနေပါပြီရင်းမခမသူမျက်နာကိုလက်ဖက်နှင့်အုပ်ပြီးရှာကြည့်တငယ်ငိုရှာသည်ကျွန်တော်ရင်မှာပူလောင်ဆင်းရဲလာသည်ရင်းမှာကျွန်တော်ရင်ကွင်းမှာဆုတ်ခွာပြီးထွက်ပြေးသွားရှာပြီကျွန်တော်ကတော့ကြောက်စာကန်ထဲမှာညစီတီကြောက်စာပုံတူကူထားသောကြောက်စာတိုင်ကြီးနားမှာမလှုပ်မရှာရက်တည်လျက်အော်ရင်းမာရဲ့သူ့ရုပ်ရည်သူ့ပညာသူ့မိဘ၏ချမ်းသာကြွယ်ဝမှုနဲ့တက္ကသိုလ်တွင်လူချင်းသူများဝိုင်းဝိုင်းလက်နေသည့်အဖိုးတန်အလှပန်းလေးတစ်ပွင့်ကိုကူမချစ်မိရသလားရင်းမာရဲ့မြစ်တာဆိုသည်ကနားအလေရခက်လာသည်ချစ်ချင်းအစမျက်စိကဟုဆိုကြသည်ချစ်မိပြန်တော့လေထိုမျက်စိများကန်းကုန်ကြပြီအမှန်မမြင်အမှားမသုံးထို့ကြောင့်အချစ်မှာမျက်စိမရှိဟုဆိုကြပြန်သည်ရင်းမှာကျွန်တော်နှင့်ဝေးရသွားလိမ့်မည်ကြောက်စာကမ်းမတစ်စိပြတိုက်ခမ်းမကြီးဘက်သို့ရောက်သွားပြီသူ့ကိုကျွန်တော်မြင်နေရသေးသည်သူ၏ရှိုက်တဲ့မြောက်ကိုလည်းကြားနေရသေးသည်ငါတော့ဒီလောက်ခံစားနေရရင်သူဘယ်လောက်ခံစားရရှာမလဲသူသိရှက်ရှာမှာပဲအိုးသူ့ရင်ထဲမှာပူလောင်နေပြီလိမ့်မယ်ပြတိုက်ခမ်းမကြီးရဲ့အထွက်ပေါက်နာသို့ရင်းမရောက်သွားပြီမကြမီပြတိုက်ခမ်းမ၏အပြင်ကိုရောက်သွားတော့မည်ငါရင်းမနဲ့အပီးပိုင်ခွဲရတော့မှာလားသူငါ့ကိုဘယ်တော့မှပြန်တွေ့ချင်မှာမဟုတ်တော့ဘူးထိုအတွေ့ကကျွန်တော်ရှင်ကိုပြင်းထန်စွာနာကျင်စေသည်ရင်းမကိုတန်တလွမ်းမောသောစိတ်တို့ကကျွန်တော်အသည့်များကိုလွှမ်းမိုးသွားကြပြန်ပြီရင်းမကျွန်တော်ဤစိုးနှင်းကြေကွဲသောခေါ်တဲ့ကရင်းမဤခြေလမ်းများကိုတုပ်ဆိုင်သွားစေသည်ကျွန်တော်ရင်းမထံသို့ရှောက်သွားလိုက်သည်ရင်းမကတွေ့ကလေးဖြစ်သွားရမှဆုံးဖြတ်ချက်တစ်ခုကိုအခိုင်အမာချလိုက်ဟန်တူပါ၏ညက်သွားကိုချပြီးရုတ်တရက်လှည့်ထွက်သွားသည်သို့တော့ကျွန်တော်ကရင်းမဤလက်ကိုလှမ်းဆွဲထားလိုက်သည်ရင်းမယုံတော့လေကျွန်တော်မလွတ်တော့ပါရင်းမသွားပြရစီတော့ကိုဆိုရင်ရင်းမကိုယ်နှလုံးသားကိုလိန်ရညာရတာပင်ပန်းဆင်းရဲလာပါပြီရင်းမရဲ့ရင်းမလည်းကိုဆက်ပြီးညှင်းဆဲတယ်လို့မဖြစ်ပါနဲ့တော့ကျွန်တော်ရင်းမဤပခုံးလေးနှစ်ပတ်ကိုစုပ်ကင်လိုက်သည်ရင်းမကိုယ်တိုင်ကျွန်တော်ရင်မှာမျက်နှာအရွေ့တိတ်တိတ်ရှိုက်ကားငိုပါသည်ကျွန်တော်ရင်းမကိုတင်းကြပ်ဖတ်ထားလိုက်ပါသည်ဖြစ်ချင်ရဖြစ်တလောကလုံးကိုရင်ဆိုင်တော့မည်ဟုဆုံးဖြတ်လိုက်သည်မသိတော့မှန်သိတော့လေမသိတော့အကြောင်းကိုမစင်းစားခြင်းလောက်အောင်ဆင်ခြင်ထုံတရားများခေါင်းပါကြလိမ့်မည်အကိုရဲ့ရင်းမဤဖြူသွဲနုညံ့သောလက်ကလေးများကကျွန်တော်ကိုပြန်၍ဖတ်တွေ့ထားပါသည်သူလည်းကျွန်တော်နှင့်ဝေးကွာရမည်ကိုစိုးရွံ့ရှာသည်ထင်ပါ၏အနက်ရောင်ဖုံးအုပ်သွားသောနှလုံးသားနှစ်ခုမန္တလေးတက္ကသိုလ်ပရဝုံအတွင်းမှာကျွန်တော်နှင့်ရင်းမတို့တွဲသွားကြသည်ဒေါ်တီမီဆိုင်မှာအုံးထမင်းနှင့်ကြက်သားဟင်းစားကြသည်ချိုကြီးဆိုင်မှာအေးတောက်ကြသည်တခါတရံဒေါ်ကြီးဆိုင်မှာအကျော်စားသည်ကိုဘတန်ဆိုင်မှာဘဲထက်တရာစားသည်စီချက်ခောက်ဆွဲစားခြင်းလျင်ဥပဦးဆိုင်ထိသွားသည်နေကြီးအဆောင်တွင်ရေနီမြောင်းမှလက်ချောက်ကြသည်အပြန်တွင်မဟာနွယ်စင်ဝင်၍ကြံရည်တောက်ကြသည်တွားရင်စားရင်စကားတွေကလည်းပြောရင်မကုန်တယောက်မျက်နှာတယောက်ကြည့်ရမဝကြနှလုံးသား၏ကြေးကျွန်းအချစ်၏သားကောင်ဘဝတို့ကျေနပ်စွာခံယူထားကြသည်မျက်စိကတစီမကြောက်ဆိုတဲ့ကဲ့သို့နှက်ဆိုင်သောအမောင်တို့အတွင်မိုက်မဲစွာတိုးဝင်နေကြသည်